နိုင်ငံတကာမှာအင်ချမ်မီအကျိုးဆောင်ကဘယ်လောက်ယူလဲလို့ကွန်မန့်မှာမေးထားလို့ဒီဗီဒီယိုကနေကြည့်ပြလိုက်ပါတယ်နိုင်ငံလိုက်အကျိုးဆောင်ကနှုန်းထားတွေကတော့ US မှာဆိုရင် 5% to 6% အထိရှိပါတယ်မလေးရှားနိုင်ငံမှာဆိုရင်ဥပဒေအရအများဆုံး 3% ပါစင်ကာပူမှာဆိုရင်2 to 3% အထိရှိပါတယ်ဗီယက်နမ်ထိုင်းကမ္ဘောဒီးယားနိုင်ငံတွေကတော့ 3% to 5% အထိပေးကြပါတယ်project အသစ်တွေဆိုရင်တော့ပိုပေးတတ်ကြပါတယ်တရုတ်မှာဆိုရင်ပုံမှန် 3% ဖြစ်ပြီးမြို့ပေါ်မူတည်ပြီးရောင်းသူရောဝယ်သူရောပေးရတတ်ပါတယ်ခြုံငုံကြည့်ရင်နိုင်ငံတကာမှာ 3% to 6% အထိပေးရတာကိုတွေ့ရပါတယ်နိုင်ငံတကာမှာဖြစ်ဖြစ်မြန်မာပြည်မှာပဲဖြစ်ဖြစ်ဘလို့ပဲအကျိုးဆောင်ကတတ်မှတ်အကျိုးဆောင်ကောင်းတယောက်ဖြစ်ဖို့ကစေတနာကောင်းတယ်ဝန်ဆောင်မှုကောင်းကောင်းရှိဖို့ကသာဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ကျွန်တော်လေ့လာထားတဲ့နိုင်ငံတကာရဲ့အကျိုးဆောင်ကနှုန်းထားမှပဲဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံးသတ်မယ်နော်